so impressed ဆိုတဲ့ die ပေါ့နော်အဲ့ဒါကိုဘယ်လိုပြတော့မှာပဲဖြစ်ပါတယ်ကလာလေးပါကျွန်တော်လက်ပါတယ်ရပါပြီ okay တော့ Basic Impress ကိုယူမယ်ဆိုရင်တော့ဖြင့်ငါအနေနဲ့ကြောင်မေးဗီဒီယိုဆိုင်ပိုင်းတော့အင်းနှုတ်ဆက်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Spare လို့ကျွန်တော်ဒီမှာဆိုရင်တော့ဖြင့် Basic Impress ဆိုတဲ့ဒါကြီးကိုယူပုံယူနည်းပြပြီး Scale Effect ကိုပြလို့မှာပေါ့နော်ဒီအဲ့ဆိုဗီဒီယိုလေးမဆက်ခင်မှာ like and subscribe လေးတော့လုပ်ပြီးတော့ကြပါဦးကဲဗီဒီယိုလေးကိုစားလိုက်ရအောင်ကဲကျွန်တော်ဒါ Episode Impress ကိုလူချင်း Tower Islands ကိုတွားမှာပေါ့နော် Tower Islands ကိုကြောင်းရင်ဒီခုတ်ကူရှိဖို့ဆိုတဲ့မျက်လုံး6လုံးနဲ့တောက်ယူပါဦးမျက်လုံး6လုံးနဲ့ဗာဒီမွန်ကြီးရဲ့ Tower Rate လောက်အောင်အမှjob chance လည်းရှိပါတယ်ဆိုတော့အဲ့ဒီလုံးလိုက်ရပါတယ်တော့ပြီးရင်အဲ့ဒါ sort ပါတော့လည်းအဲ့လုံးရင်းနဲ့ဘယ်လိုရသွားလဲမိုက်တော့မိုက်ပါတယ်ဒီ master release ကြီးပေါ့နော် oh master release master release ချအိုး moon slayer master 67ကွာစားလာပါဗျာကျွန်တော် episode impress နဲ့တင်းနေတာပေါ့နော် okay ဒါကျွန်တော်ပြီးတော့ episode impress က B5 တင်ပြီးသား okay စကေးဖက်လေးကြည့်ဖို့ boss island ကိုတွားလိုက်ကြစို့ let's go boss island ပါဆိုငါလည်းဗာလေးလုံနေတယ် Polo island ရောက်ခါရီဆောက်ပေးပါအောင်နော်ကျွန်တော်တို့ line မကောင်းပါဘူးကျွန်တော် line စုပ်ပြီးစုပ်ပြအော်ဒါတွေကဒီလိုတွေဖြစ်ကုန်လို့ဒါတော့ရပြီခါရီဆောက်ပြီပါ okay ရပါပြီ boss island ကိုကြောက်သွားပြီပေါ့နော်ဒီစကေးဖက်တွေစမ်းပါမယ် okay episode impress M1 2 3 oh my don't my range ကသေးတယ် okay စကေး1မဆိုးရတော့ရပြီဆိုးတော့ okay 8 skill ဘာဖြစ်ခိုင်ပြန်ကြည့်မယ်ကျွန်တော်အဲ့မကောင်းသေး okay ဟိုလူတွေအများကြီးပိုင်းရတာဟုတ်ပြီပေါက်ကွဲတော့ okay not bad okay 6 skill ဟိုပိုင်းပြီဟို share ပိုင်းတာအဲ့ V ဒါပြီဒါတော့ရှယ်ပိုင်းနေဘာဖြစ်သွားမှလည်းငါလည်းမတွေးနိုင်တော့ကြပြီပေါ့မဲနော်ကြည့်ရဆို F skill ဒါယူဆွဲထုတ်လိုက်ပြီကြောင်းပြီရှေးတော့ဘယ်လိုရသွားလဲမသိဘူးတော့2နာရီတည်းနဲ့ရအဲ့လည်းကောင်းပါလေရှူတင်ပါလေကဲ damage တွေသွားဆန်းရအောင်စကေးဖက်တွေပြပြီးဆို damage တွေဆန်းဖို့ပဲလိုတော့ပါနော် damage ဆန်းမယ်ဆိုရင်တော့ဖြင့် Stater Island နေပြီးတော့ damage ကိုသွားဆန်းလို့ရပါတယ် let's go ပါရောက်ပါပြီကဲ M1 damage ချိုးမယ်တစ်ချက် crit နဲ့289 million မင်းတို့ကျွန်တော်မေးလို့ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ damage build episode မှာ connect set 1000ပြည့်ဝလို့နေမှာကျွန်တော်အချိန်မရ okay full combo ဆိုရင်နော် M1 full combo ဆိုရင်1 2 3 4 1 billion ဒီပါ okay ဆိုတော့ C scale 1 2 3 245ဆိုတော့ဆိုပါ1 billion 8 skill on 1 billion oh my god how about 6 skill what 有တော့များတယ် what the hell okay free skill တော့လည်းလက်မှာလက်ချော်ပြီး oh my PC no damage ရတော့ကိတ်တယ် 3.4 billion okay မစိုးလို့ပြောလို့ရတယ် animation မှာပြီးသေးဘူးခုမှပြီးတော့ရတယ် F skill share ပေါ့ဒါကတော့ F skill unlock ရမလို့တန်းပါပြီးသားဆို domain နဲ့ရောက်သွားပြီပိုင်း6.6 billion ဆို go ရအဲ့ဆိုတော့ဒါတော့တာဝါလုံရင်းနဲ့ပေါ့နော်တာဝါတုံငယ်လေးရအဲ့ဒါလေးနဲ့လေ
upgrade တင်လို့ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်မှတိတ်မရှိသေးတော့ upgrade ကတင်မရသေးဘူးဆိုတော့Prison Empress လည်းမိုက်ပါတယ်တာဝါလွန်ရင်းနဲ့ဆိုတန်ပါတယ်ဘာလို့ဆိုတော့တက်ကုန်တစ်ချက်ပြက်ပါဘာလို့ဆိုတော့တာဝါတုတ်ကန်နေလည်းရပါတယ်ဒါလည်းကျွန်တော်တာဝါကိုကျွန်တော်ဟိုပဲလုပ်တယ်ပါလိတ်နေပါဟိုဒီမှာ setting ကျွန်တော်49မှာ auto reset ပေါ့နော်အဲ့တာဝါကိုဆိုတော့ကျွန်တော်အဲ့ဒါ10ခါလောက်ပဲလုပ်လိုက်ရခဏလေးတော့တစ်ခါတော့နိုင်ကွာပဲကြာဆိုတော့တန်ပါတယ် episode Empress show copy ဒါပေမဲ့တိတ်မမိုက်ပါဘူးမိုးစလီကပုံမိုက်ပါတယ်မိုးစလီကဒမ်းမိလည်းပူကိတ်ပါတယ်နေပါဦးမိုးစလီကဒမ်းမိမကိတ်ဘူးလားဟုတ်တယ်မိုးစလီကဟို120နဲ့တစ်ချက်မိုးစလီက289တစ်ချက် episode Empress ကိုပြန်ကြည့်မယ်ဟုတ်130ဆိုမိုးစလီကပို့ပြီးတော့ဒမ်းမိကိတ်ပါတယ်ကဲအားလုံးပဲတက်တာ